မိတ်ဆွေအားလုံးမင်္ဂလာပါ 3D Lucky Number မြန်မာ Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲဒီနေ့တော့ Christmas နေ့အနေနဲ့ပထမဦးစားပေးကဏ္ဍလေးတစ်ခွက်ကိုကျွန်တော်တင်ပေးပါမယ်ဗျာနော် Christmas နေ့အမှတ်တရပေါ့ဗျာနော်ပထမဦးစားပေး24ချိန်နှစ်ပိတ်ကဏ္ဍပထမဦးစားပေးကျွန်တော်ဖန်ထားတဲ့ကဏ္ဍလေးတစ်ခွက်ပါကဲမိတ်ဆွေများကို Christmas လက်ဆောင်ပေးပါမယ်ကဲစမယ်ဗျာစမယ်ကျွန်တော်တို့ကျွန်တော်ပြနေတဲ့ဥစ္စာလေးတွေကတော့မကြာခဏကျွန်တော်ဖန်နေကြအထောင်လေးတွေပါပဲเนาะမိတ်ဆွေတို့အနေနဲ့ဒါကြီးပဲထပ်ပြနေတယ်လို့ပြောနေမှာဆိုလို့ဟုတ်မဟုတ်လားအဲ့တော့ဒီနောက်ပိတ်အထောင်လေးပါ4ခွန်9လေးဒီ4ခွန်9လေးကကျွန်တော်တို့88ခုနှစ်မှာရှိတယ်เนาะ88ခုနှစ်အောင်သားလေးမှာအဲ့တော့ဒီအပေါ်ဆုံး4ကနေပြီးတော့ရှေ့ကိုတစ်ခွက်ကျော်ထောက်လိုက်ရင်333ဆိုတာရှိတယ်ဟုတ်ပြီနော်အဲ့ဒီ333ကနေအပေါ်ဆက်တယ်ဒီနေ့3ဒီဘေးမှာ433ဆိုတာရှိပါတယ်အဲ့ဒီ433ကနေအပေါ်ဆက်တယ်ဒီနေ့3ဒီနေရာမှာ433ပါပဲเนาะဒါကနန်းတူအကွက်ရွှေ့ထားတာပါအဲ့ဒီ433ရဲ့မြင်းကိုဒီနေ့3ဒီနေရာ644ဒီအောက်433နေရာဆိုလဲမြင်းကုန်မဲ့ဒီနေ့3ဒီနေရာမှာ644ဆိုတာရှိတယ်เนาะဒါပရိအမှန်ပါเนาะကဲဒီဘက်မှာလည်းထောက်ကြည့်လိုက်မယ်ဒီဘက်မှာလည်း4ခွန်94ဆိုတဲ့နောက်ပိတ်အထောင်ပဲ4ခွန်94เนาะကျွန်တော်ဒီ3ခွန်9နဲ့ဒီ34ဒီနှစ်ခွက်ကအပေါ်ကနေဆွဲချထားတာเนาะပြလို့အဆင်ပြေအောင်4ခွန်94သူ့ရဲ့ရှေ့ကိုတကွက်ကျော်မှာ333ဟိုဘက်နဲ့အတူတူပဲเนาะ333သူကနေအပေါ်ကိုဆက်တယ်မယ်ဒီနေ့3ဒီနေရာမှာ3ခွန်ဆိုတာရှိတယ်အဲ့ဒီ3ခွန်နဲ့ပေါ်ဆက်တယ်မယ်ဒီနေ့3ဒီနေရာမှာပဲခွန်3ဆိုတာရှိတယ်ဟုတ်ပြီအဲ့ဒီခွန်3ကနေပြီးတော့မြင်းကုန်ဒီနေ့3ဒီနေရာ446ဆိုတာရှိတယ်ဒီအောက်3ခွန်ကနေဆိုလဲမြင်းကုန်မယ်เนาะ446ဒါဖရင်တူသွားပြီเนาะမိတ်ဆွေတို့ဒီကဏ္ဍလေးကအမတန်တင့်တော်တဲ့ကဏ္ဍလေးပါကျွန်တော်တို့အခုဖမ်းမှာကခု24ချိန်ကိုဖမ်းမှာเนาะ24ချိန်ဆိုတော့ဒီ333ဒီ3ခွန်ကနေပြီးတော့ဒီလိုအောက်ဆောင်ထောက်ရင်ဒီနေ့4ခွက်မြောက်နေရာမှာထွက်မဲ့ကဏ္ဍကိုဖမ်းမှာเนาะဟုတ်ပြီဒီဘက်မှာဗာပေးထားလေးကြည့်လိုက်မယ်ဒီဘက်မှာဗာပေးထားလေးကြည့်လိုက်မယ်4ခွန်94 333 644ဟုတ်ပြီနော်433နေအောက်433နေဒီဇောင်းကိုဒီနေ့4ခွက်မြောက်မှာ369ဆိုတဲ့ကဏ္ဍပေးထားတယ်သူကဒီဘက်ဖရိတ်မှာနော်369အဲ့ဒီ369ကဘယ်ရလာတယ်လဲဆိုရင်ဟောဒီကျွန်တော်တို့433မြင်းကုန်644ရဲ့အောက်မှာကတ်နေတဲ့ခဏ396ဆိုတာနော်644ရဲ့အောက်က396ဟာ430ရဲ့ဒီနေ့34ခွက်မြောက်ကိုလာရိုက်တယ်ဟုတ်ပြီနော်ဒါကျွန်တော်တို့ဒီဘက်မှာဆိုတော့24ချိန်မြောက်နေရပေါ့ဗျာနော်အဲ့ဒီတခါဟောဒီ644အောက်က396ကဘယ်ရလာတာလဲဆိုရင်သူက
ဟောဒီအထောင်ဖြစ်ထားတဲ့နှစ်ထဲကလာတာဗျ4ခွန်9လေးဆိုတဲ့အထောင်ဖြစ်ထားတဲ့နှစ်ထဲကလာတာသူကအဲဒီမှာနော်693ညအဲ့ဒီ4ခွန်9လေးအထောင်ဖြစ်ထားတဲ့နှစ်ထဲက693ညဟာဟောဒီဖရိန်နဲ့က644ရဲ့အောက်မှာလာရိုက်ထားတာသူကအဲ့ဒီ644ရဲ့အောက်က3996ဟာဟောဒီ433ညရဲ့ဇောင်း4ခွက်မြောက်မှာလာထွက်တာ3969ဟုတ်ပြီနော်မိတ်ဆွေတို့ဒီဘက်ကြည့်လိုက်မယ်ဒီဘက်မှာပါရှိနေလဲဆိုတာကြည့်လိုက်မယ်4ခွန်9လေး33ည3 3ခွန်3ခွန်3ည3ငင်းကုန်မှာရှိတဲ့446အဲဒီအောက်မှာရှိတဲ့ကနန်း951ဆိုတဲ့ကနန်းဟုတ်ပြီနော်မိတ်ဆွေတို့အဲ့ဒီ951ဆိုတဲ့ကနန်းဟာအခု24ချိန်မှလာရိုက်ပေးရမှာဒီ3ည3ခွန်ကနေဇောင်းထောက်ရင်1 2 3 4ခွက်မြောက်အခု24ချိန်မှဟောဒီ951ဆိုတဲ့ကနန်း446ကအောက်ကကတ်နေတဲ့ကနန်းလာရိုက်ပေးရနော်လာရိုက်ပေးရအဲ့ဒီ951ဆိုတဲ့ကနန်းဟာဘယ်ရလာသလဲဆိုရင်ဟောဒီ4ခွန်9လေးအထောင်ဖြစ်တဲ့နှစ်ထဲရလာတာဗျပေါ်နာလေးမှာအဲဒီမှာ915ဆိုတဲ့ကနန်းလာတာနော်အထောင်ဖြစ်တဲ့နှစ်ထဲရ915ဟာဟောဒီ644အောက်ကိုလာရိုက်တယ်လာရိုက်ပြီးတော့ဟောဒီ3ခွန်ကနေဇောင်း4ခွက်မြောက်24ချိန်မှာလာထွက်ပေးရမယ်ဟုတ်ပြီအဲဒီ951အားပေါ့ဗျာနော်951အားအဲ့ဒီကနန်းဟာကျွန်တော်မွေးနှမ်းဖမ်းထားတာဗျာနော်ကြာပြီအဲ့ကနန်းကိုဒီပြင်ဆရာကြီးတွေလည်းဒီဥစ္စာကိုမွေးကနန်းနေနဲ့ဖမ်းတာမိတ်ဆွေတို့လည်းတွေ့ဘူးမြင်ဘူးနေမှာပါသူတို့တော့ဘယ်လိုဖမ်းလဲမသိဘူးเนาะကျွန်တော်ဖမ်းထားခဲ့တဲ့မွေးကနန်းလေးကိုတစ်ခါပြန်ပြလိုက်အောင်မယ်ဗျာเนาะပြတော့ပြပြီးသားမသိသေးတဲ့မိတ်ဆွေတွေအတွက်ပါเนาะမွေးကနန်းဘာလို့ဖမ်းထားလဲဆိုရင်ကျွန်တော်တို့ဟောဒီ85ခုနှစ်က8ခွန်5ခွန်ဆိုတဲ့နောက်ပိတ်အထောင်လေးပဲအဲ့ဒီအထောင်လေးရဲ့အပေါ်မှာရှိတဲ့နှစ်ကိုးလေးကတ်နေတယ်နော်ဒီအထောင်ရဲ့အပေါ်မှာကတ်နေတဲ့နှစ်ကိုးလေးဟာသူ့နောက်1 2 3 4ခွက်မြောက်ကနေအောက်တစ်ခွက်ကျော်မှာ9နှစ်လေးနော်ဒီလိုရှိတယ်9နှစ်လေးနှစ်ကိုးလေးအဲ့ဒီခဏဟာနှစ်ကိုးလေးဟာဒီအထောင်ကနေပြီးတော့ရှေ့ကို2နှစ်ကျော်လာထွက်တယ်အဲဒီမှာနော်နှစ်ကိုးလေးဆိုပြီးတော့လာထွက်တယ်နော်2နှစ်ကျော်မှလာထွက်တယ်ဘယ်လိုအချိန်မှထွက်တယ်လဲဒီကဲ့ရဲ့နှစ်ထဲကကနန်းကြပြီးတဲ့အချိန်မှာသူကထွက်တယ်ဒီကဲ့ရဲ့နောက်နှစ်ထဲကကနန်းလာပြီးတဲ့အချိန်မှာအဲ့ကနန်းလာထွက်တယ်ဟုတ်ပြီနော်ဒီ685ဟာအဲ့ဒီကဲ့ရဲ့နှစ်ထဲမှာရှိတယ်ဗျအောက်နားလေးမှာနော်968ဆိုတာအဲ့ဒီကနန်းဟာ685ဆိုလာထွက်တယ်ထွက်ပြီးတော့ဟောဒီနှစ်ကိုးလေးမနေရလဲဆိုဟောဒီကျွန်တော်တို့8ခွန်5ခွန်အထောင်ရဲ့အပေါ်ကနှစ်ကိုးလေးဟာလာရိုက်ပေးရတယ်ဟုတ်ပြီနော်ဒီဘက်မှာတစ်ခါကြည့်လိုက်မယ်ဟောဒီ8ခွန်5ခွန်နောက်ပိတ်အထောင်သူ့ရဲ့အပေါ်မှာရှိနေတဲ့159အဲ့ဒီ159ဟာသူ့ရဲ့နောက်ကို1 2 3 4အောက်တပင်ကျော်မှာ9.5ဆိုပြီးတော့ရှိတယ်ဟိုဘက်မှာတော့9နှစ်လေးပေါ့ဗျာနော်ဒီမှာ9.5ဟာ159ဆိုအထောင်ရဲ့အပေါ်မှာသွားရိုက်တယ်နော်အဲ့ဒီ159ဟာဒီအထောင်ရဲ့ရှေ့2နှစ်ကျော်မှလာထွက်ပေးရမယ်နော်မထွက်သေးဘူးနော်ကြာပြီအဲ့ကနန်းဝေကနန်းအနေနဲ့
မိတ်ဆွေတို့မြင်တွေ့နေကြပါနော်အဲ့တော့ဒီအချိန်မှလာထွက်ပေးရမယ်သူကဘာလို့လို့ဆိုတော့ဟောဒီရှစ်ပြီးခဲ့တဲ့ချိန်ကထွက်သွားတဲ့23ချိန်ရကနန်း895ဟာဟောဒီကဲ့ရဲ့နှစ်ထဲကလာထားတာဗျနော်လာထားတာ998ဟာ895ဆိုပြီးတော့လာရိုက်ထားတာအဲ့ဒီအောက်မှာအဲ့ဒီ159ကလိုက်ပေးရမှာဟုတ်ပြီနော်နှစ်ချက်ရှိသွားပြီနော်မိတ်ဆွေတို့ဒီကနန်းကိုပဲကျွန်တော်နှစ်ခုနော်ပြန်ပြီးတတိယအောင်ပြန်တင်ပေးခြင်းမှာနော်အဲ့တော့ဒီ951အားဆိုတာကတော့ဒါပထမဦးစားပေးကျွန်တော်ရွေးထားတဲ့ကနန်းမှာပဲဗျာနော်နောက်တစ်ခါအဲ့ကနန်းကိုမွေးကနန်းထိုးဖမ်းထားတဲ့မွေးကနန်း9ခွက်ထဲမှာလည်းသူကအပါဝင်မဲ့နော်မွေးကနန်း9ခွက်ကလည်းဒီအထောင်ကနေပဲယူထားတာပဲဗျာနော်ဒီ8ခွန်9ခွန်ရဲ့ကဲ့ရဲ့ရှေ့နှစ်ထဲမှာရှိတဲ့ပြန်ကြကနန်း3ခွက်ရှိတယ်ကျွန်တော်ထပ်တော့မပြတော့ဘူးနော်မိတ်ဆွေတို့အရင်ဗီဒီယိုတွေမှာလည်းပြပြီးသားပါနော်ပြန်ကြကနန်း3ခွက်ဟာသူ့ရဲ့တစ်နှစ်ကျော်မှာ2ခွက်ပြန်ရိုက်တယ်ဆိုပြီးတော့ကျွန်တော်ပြထားတာရှိပါတယ်နော်ပြန်ကြကနန်း3ခွက်ဟာ2ခွက်ပြန်ရိုက်တယ်နော်ဒီဘက်မှာလည်းအဲ့လိုပဲသူကဒီ8ခွန်9ခွန်အထောင်ရဲ့ကဲ့ရဲ့ရှေ့နှစ်ထဲမှာပြန်ကြကနန်း3ခွက်ရှိပါတယ်သူကလည်းနော်919ရဲ့939ခွန်ရဲ့8ခွန်2ကဲနော်ပြန်ကြကနန်း3ခွက်အဲ့ဒီ3ခွက်ထဲကဒီနှစ်ထဲကိုအနည်းဆုံး2ခွက်ပြန်ထွက်ရမယ်ဆိုပြီးတော့ကျွန်တော်ဖမ်းထားတာကြားပြီဗျနော်ကြာဆိုကျွန်တော်နှစ်လေလောက်တည်းစဖမ်းနေတာပဲအဲ့ဒီကနန်းတကွမှမလာသေးဘူးအခုဒီချိန်တိုက်ဆိုင်တာကတော့ဟောဒီပြန်ကြကနန်းထဲမှာရှိနေတဲ့ဟောဒီ919အားဒီ24ချိန်မှာအဲ့ဒီကောင်နဲ့နှစ်ပိတ်နိုင်ပါလေဗျာနော်ကဲအထောက်ထားတော့ဒါကတော့ပထမဦးစားပေးကနန်းအနေနဲ့ထားတဲ့ကနန်းလို့ကျွန်တော်ကတော့သတ်မှတ်လိုက်ပါတယ်ကျွန်တော်ကနန်းနေချုပ်ပြီးရင်ဒါကိုပထမဦးစားပေးဆိုပြီးတင်ပေးမှာပါဗျာနော်ကဲအဲ့တော့မမြင်ရတဲ့မိတ်ဆွေများအတွက်လည်းဒီချာလေးရေးပြလိုက်အောင်မယ်နော်24ချိန်ပထမဦးစားပေးကနန်းဟာ991အားပါဗျာနော်မိတ်ဆွေတို့991အားနော်ဘွေကနန်းလည်းဖမ်းထားတာပါဒီကနန်းဒီချိန်24ချိန်နှစ်ပိတ်မှာသူကပထမဦးစားပေးကနန်းဖြစ်ပါတယ်ကဲမိတ်ဆွေတို့အောင်မြင်ကြပါစေလို့ကျွန်တော်ကတော့ဆုတောင်းပါတယ်ဗျာနော်အောင်မြင်လိမ့်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်နော်ကဲဟုတ်ပြီ channel ကိုအားပေးကြတဲ့မိတ်ဆွေများအားလုံးနဲ့ကျမ်းမာချမ်းသာကြပါစေအောင်မြင်ကြပါစေဗျာကျွန်တော်ရဲ့ channel လေးရေရှည်တည်တံ့အောင်လဲ like and subscribe လုပ်ပေးခြင်းမတည်သေးတဲ့မိတ်ဆွေများရှိရင်လည်းထပ်မံဖြန့်ဝေပေးခြင်းနဲ့ကူညီပေးပါလို့မေတ္တာရပ်ခံပါတယ်ဒီကျွန်တော်ပထမဦးစားပေးသတ်မှတ်ထားတဲ့ဟောဒီ991ကနန်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့အနေနဲ့ဘယ်လိုအထိုင်နဲ့ထိုးခြင်းနဲ့ဘယ်လိုအထိုင်နဲ့ကြိုက်တယ်ဆိုတာလေးတွေကိုကျွန်တော်ရဲ့ comment မှာရေးပေးသွားကြဖို့မေတ္တာရပ်ခံပါတယ်ဗျာနော်ကျွန်တော်အဲ့ဒါလေးကိုလည်းကျွန်တော်ပြန်ကြည့်ပြီးတော့အထိုင်လေးပါလေးကိုရွေးချယ်ပါတယ်မိတ်ဆွေတို့သိတာလေးတွေကိုလည်းကျွန်တော်ရဲ့ comment မှာပြန်ရေးပေးပါလို့ကဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်